ပထမဆုံးပွဲစဉ်ကတော့ CIE နှစ်သင်းနော်ဝေးနဲ့ပြင်သစ်အားပြိုင်မှုဟာလန်နဲ့အမ်ဘာပေရဲ့အားပြိုင်မှုအုပ်စုအိုင်ရဲ့အုပ်စုပိုအားပြိုင်မှုဆိုတာတွေနဲ့တကယ်ကိုမြန်မြန်ဆန်ဆန်ကြည့်ရမယ်ပွဲပါအားလုံးပဲမင်္ဂလာပါဗျာ PDB ကနေကြိုဆိုလိုက်ပါတယ်ကမ္ဘာဖလားပြိုင်ပွဲရဲ့73ရက်မြောက်နေ့အတွက်ကျွန်တော်ကပွဲစဉ်လေးပွဲကိုရွေးချယ်သုံးသပ်ပေးထားပါတယ်ပထမဆုံးပွဲစဉ်ကတော့ CIE နှစ်သင်းနော်ဝေးနဲ့ပြင်သစ်အားပြိုင်မှုဟာလန်နဲ့အမ်ဘာပေရဲ့အားပြိုင်မှုအုပ်စုအိုင်ရဲ့အုပ်စုပိုအားပြိုင်မှုဆိုတာတွေနဲ့တကယ်ကိုမြန်မြန်ဆန်ဆန်ကြည့်ရမယ်ပွဲပါပြင်သစ်ကတော့အင်အားကြီးအသင်းပြီးတလုံးတရီထိဘော်ဒီချစ်ပေးထားပါတယ်။နော်ဝေးကလည်းဒီနှစ်မှာထင်ထားတဲ့ထက်ပိုပြီးကောင်းမွန်တဲ့ခြေစွမ်းပိုင်းရလက်တွေနဲ့အချိန်ရတဲ့အသင်းမှာဒီပွဲမှာကျွန်တော်မြင်ရတော့တရီဖြစ်နိုင်ခြင်းများပြီးပြင်သစ်တို့ကနိုင်ရင်တော့တကူတာလောက်နဲ့ပဲနိုင်မယ်လို့မြင်မိတာကြောင့်ဘော်ဒီကိုတော့မရွေးချယ်ပေးထားတော့ပါဘူး။ညီကိုတို့စင်ပြေတာကိုပဲကစားပါ။ဂိုးပေါင်း3လုံးတရီချင်းနဲ့ဂိုးဘော်တစ်မျိုးတည်းကိုပဲရွေးချယ်ပေးထားပါတယ်ဗျ။နောက်ပွဲကတော့စီနီကောနဲ့အီရတ်ပွဲပါ။ဒီပွဲမှာတော့စီနီကောတို့ဟာနောက်တစ်ဆင့်တက်ရှင်နေဆိုရင်အနည်းဆုံး 3C 4C လောက်ထိပြည့်နိုင်မှသာလျှင်မျော်လင့်လို့ရမယ့်အနေထားပါအတော်ကိုမလွယ်ကူမဖြစ်နိုင်တော့ဘူးလို့ပြောရမှာပါသို့ပေမဲ့အိမ်ပြန်ရမယ်ဆိုရင်တော့ပြည်သက်တွေအတွက်နောက်ဆုံးနိုင်ပွဲတစ်ပွဲလောက်တော့ဖြည့်သိမ့်ပေးသွားဖို့စူးစမ်းလာအောင်ပါအီရတ်တင်းကတော့အများကြီးပြောနေကြမလို့ပါဘူးဒီနှစ်တော့အိမ်ဖြည့်အသင်းသာတာပါပဲဒီပွဲမှာနှစ်ကိုးဆိုပြား90စားရမယ်စီနီကောဘော်ရီနဲ့ပဲစွန့်စားတင်ပါတယ်အနည်းဆုံးကတော့ပြား90တော့စားရမယ်ပွဲပါစီနီကောဘော်ရီကိုရွေးချယ်ထားပါတယ်တတိယပွဲကတော့ဥရုဂွေးနဲ့စပိန်ပွဲပါဥရုဂွေးကတော့ဒီနှစ်တောင်အမေရိကအသင်းတွေထဲမှာအညံဆုံးနဲ့တသင်းလို့တောင်ပြောရပါမယ်အုပ်စုထဲမှာကေဘာဒီဆော်ဒီတို့လိုအသင်းတွေပါနေတာတောင်နောက်တစ်ဆင့်တက်ဖို့မသေးကြသေးတဲ့အနေထားပါဒီနှစ်ပွဲသာရှုံးငယ်ရင်တစ်ဖက်ကကေဘာဒီဆော်ဒီအသင်းတသင်းကတော့ကြောဖြတ်ပြီးနောက်တစ်ဆင့်တက်သွားနိုင်မှုအခြေအနေပိုများပါတယ်ဒီပွဲမှာနိုင်ဖို့ဆိုတာလည်းရင်ဆိုင်ရမယ့်အသင်းကစပိန်အသင်းဖြစ်နေတာကြောင့်အတော်မလွယ်ကူတော့တဲ့အနေထားပါအမြင့်ဆုံးတည်တမက်လောက်သာမှန်းလို့ရမယ့်အနေထားလို့မြင်ပါတယ်ကျွန်တော်ကတော့စပိန်အသင်းတကူအတာလောက်နဲ့နိုင်မယ်လို့မြင်မိတာကြောင့်စပိန်ဘော်ဒီနဲ့ကိုအောင်နှမျိုးကိုရွေးချယ်ပေးထားပါတယ်။နောက်ဆုံးပွဲကတော့အီဂျစ်နဲ့အီရန်ပွဲပါ။ဒီပွဲကိုတော့ကျွန်တော်တူတူနဲ့လူရင်းပဲပြောတော့မယ်ဗျာ။ဗီဒီယိုရမ်းရှည်ရင်ကြည့်ရတဲ့ညီကိုတွေလည်းပြင်းပါ။ပုံပေကောင်မှဆိုးလို့ပါ။အီရန်အသင်းကလည်းခြေစွမ်းအရမ်းမညံ့ဘူးဆိုပေမဲ့အမှတ်လိုနေတဲ့ဆာလာရဲ့အီဂျစ်အသင်းကိုအနိုင်ရဖို့ကတော့မလွယ်ကူပါဘူး။အီဂျစ်အသင်းကပဲ1-0လောက်နဲ့ကတ်နိုင်သွားမှာပွဲမျိုးပါ။အီရန်အတွက်အမြင့်ဆုံးရလက်1-1တည်ရပါပဲဒါတောင်မှအတော်မလွယ်ကူတာကြောင့်တည်ရဆိုရင်တော့ပြားငန်းဆိုင်တဲ့ရှုံးမဲ့အီဂျစ်ကိုပဲကြိုက်ပါတယ်အီဂျစ်ဘော်ရီနဲ့ကိုအောင်နှမျိုးကိုရွေးချယ်ပေးထားပါတယ်ဗျကျွန်တော်ဗီဒီယိုတွေနားထောင်တဲ့အခါဘယ်အသင်းကိုကြိုက်တယ်ဒီအသင်းကိုလောင်းမှလို့တန်းပြောလိုက်တာတည်းညီကိုတို့ကိုယ်တိုင်ရွေးချယ်ပြီးကစားမှသာအထက်ကိုပြည့်စည်မဲ့ဘယ်အသင်းကတော့လက်ရှိဘလို့အနေထားရှိပါတယ်ဘာကြောင့်အခုလိုအနေထားတွေရှိပါတယ်ဆိုတဲ့အချက်လက်တွေကိုထည့်ပြောပေးနေတာကညီကိုတို့ကြိုက်တဲ့အသင်းကိုရွေးချယ်ကစားတဲ့အခါအဆင်ပြေစီလိုတဲ့ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်ဗျကဲအဆုံးထိကြည့်ပြီးတဲ့ညီကိုများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်